အလုံးနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကဘယ်သူ့မှအားမနာဘူးလို့တယ်အားနာမဲ့လူမျိုးတွေကိုလည်းအလုံးမှာမခံမိဘူးလို့တယ်ဆိုတော့လုပ်ငန်းတစ်ခုပျက်စီးဆုံးရှုံးစေတဲ့အကြောင်းရင်းတစ်ခုတွေမှာအားနာတနာလည်းပါတယ်ဆိုတော့နော်ဟိုကအမျိုးခန့်ဒီကအမျိုးခန့်ရုံစည်းကမ်းအတိုင်းမလိုက်နာဟိုလူတစ်မျိုးဒီလူတစ်မျိုးဟိုလူအုပ်ဆိုးဒီလူအုပ်ဆိုးနဲ့ family business ကနေပြီးတော့ corporate level ကိုမတက်နိုင်တာအဲ့ဒါတွေကြောင့်လည်းပါတယ်ဆိုတော့ family business ဆိုတဲ့အတိုင်းပဲဟာဟိုဦးလေးရဲ့ဆွေမျိုးဒီအတော်ရဲ့ဆွေမျိုးဟိုတူမဒီတူမဟိုလူသားဒီလူသားနဲ့ထဲရင်းနဲ့အဲ့ဒါမိသားစုစီးပွားရေးလုံးလုံးဖြစ်ဆိုတော့စီးစနစ်လည်းမကြောက်စီကံလည်းမရှိတော့ရှိလို့ရှင်လည်းအဲ့စီကံကိုငါတို့ကလိုက်နာစရာမလို family တွေပဲဒါဝန်ထမ်းတွေအတွက်ဆိုပြီးတော့အဲ့မှာဝန်ထမ်းကောင်းတွေလည်းစိတ်ညစ်စိတ်ပြတ်ပြီးတော့မလုပ်ချင်တော့ဆိုတော့ family business ကနေ corporate business ကိုသွားခြင်းနဲ့ဆိုလို့ရှိရင်အားနာမဲ့လူတွေအလုံးမခံမိဖို့လိုတယ်အဲ့လူတွေနဲ့အလုံးတွဲမလုံးမိဖို့လိုတယ်လိုအပ်လို့ family member တွေကခန့်မယ်ဆိုရင်လည်းရုံးကစီမင်းစီကံအတိုင်းလိုက်နာကျင့်သုံးဖို့လိုအပ်လိမ့်မယ်